တနေရာကနေတနေရာသွားဖို့ Google Maps ကိုဖွင့်ပြီးတော့ direction ကိုနှိပ်လိုက်တာနဲ့စက္ကန့်ပိုင်းအတွင်းမှာဒီလမ်းကမိနစ်အစိတ်ဒီလမ်းကတော့32မိနစ်ဒီလမ်းကမိနစ်40စသဖြင့်အများဆုံးလမ်းကြောင်းတွေကို Google Maps ကရွေးပေးပါတယ်ဒီတော့မေးစရာပေါ်လာတာက Google Maps ကအချိန်တိုတွင်းမှာဘာကြောင့်ဒီလောက်ထိတိတိကျကျသိနေရတာလဲ satellite ကနေကြည့်ပြီးတော့တစ်မျိုးလုံးအတွက်လမ်းကြောင်းဆွဲပေးနေတာလားဆိုတာပါဒီနေ့ဗီဒီယိုမှာတော့ဒီအကြောင်းလေးကိုပြောပြသွားပါမယ်ပထမဦးဆုံး satellite အကြောင်းကိုအရင်ပြောအောင်ပါ Google Maps မှာမြင်ရတဲ့အိမ်တွေလမ်းတွေမြို့တွေက satellite ကနေရိုက်ထားတဲ့ပုံတွေဆိုတာမှန်ပါတယ်ဒါပေမဲ့ဒီပုံတွေက live video မဟုတ်ပါဘူးလွန်ခဲ့တဲ့လပိုင်းတချို့နေရာတွေမှာဆိုရင်လွန်ခဲ့တဲ့နှစ်ပိုင်းတွေကရိုက်ထားတဲ့ပုံတွေဖြစ်ပါတယ်ဒါကြောင့် Google Maps ကလက်ရှိလမ်းပေါ်မှာကားပိတ်နေတာကို satellite ကနေတိုက်ရိုက်ကြည့်ပြီးသိနေတာမဟုတ်ပါဘူးဒါဆိုအခုဒီမိနစ်ဒီစက္ကန့်မှာဘယ်လမ်းကပိတ်နေတယ်ဘယ်လမ်းကရှင်းနေတယ်ဆိုတာကို Google Maps ကဘယ်လိုလုပ်သိနေရတာလဲအဖြေကတော့မိတ်ဆွေရဲ့ဖုန်းထဲမှာပဲရှိပါတယ်လမ်းပေါ်မှာတွာလာနေတဲ့လူတန်းပေါင်းများစွာဟာ Google Maps ကိုမသုံးရင်တောင်မှ GPS ဖွင့်ထားတဲ့ Android phone ဒါမှမဟုတ် Google Service တွေကနေပြီးတော့ location data အချို့ကိုပေးပို့နေကြပါတယ် Google ကဖုန်းကင်တဲ့သူဘယ်သူပဲဝါဆိုတာတဲ့ဒီနေရာမှာဖုန်းတွေဘယ်လောက်မြန်မြန်ရွေ့နေတယ်လဲဆိုတာကိုပဲအဓိကစိတ်ဝင်စားတာပါဒီလိုလူအများကြီးစီက data တွေစုစည်းပြီးအသုံးပြုရတဲ့နည်းလမ်းကို crowd sourcing လို့ခေါ်ပါတယ်ဥပမာပြောရရင်ဝေဇန်လမ်းမှာသွားနေတဲ့ဖုန်းလုံး90လောက်ကတနာရီကိုကီလိုမီတာ60လောက်နဲ့သွားနေရဆိုပါစို့တနေရာလဲရောက်ကောအဲ့ဒီဖုန်းတွေအကုန်လုံးက9ကီလိုမီတာလောက်ပဲသွားတော့မယ်ဒါမှမဟုတ်တချို့ဖုန်းတွေဆိုရင်လုံးဝရပ်သွားတယ်အဲ့လိုဖြစ်တယ်ဆိုရင် Google ရဲ့စနစ်ကဒီနေရာမှာတစ်ခုခုတော့ဖြစ်နေပြီဆိုတာကိုချက်ချင်းသိသွားပါတယ်ရင်းနှီးမှုဖြစ်နေလို့လားလမ်းပစ်နေလို့လားဒါကိုတော့မသိနိုင်ပေမဲ့ကားတွေအရန်ပိတ်နေတယ်ဆိုတာကိုတော့သိသွားပါတယ်ဒါကြောင့်မို့လို့ Google Maps မှာအနီရောင် traffic line တွေပေါ်လာတာဖြစ်ပါတယ်ဒါပေမဲ့လောက်နဲ့တော့မပြီးသေးပါဘူး Google Maps ကလက်ရှိရင်ကြောပိတ်ဆို့မှုကိုပဲသိတာမဟုတ်ပါဘူးအနာဂတ်ကိုပါကြိုးခံမှန်းထားတာပါဥပမာပြောရရင်တင်းလာနေ့မနေ့7:00နာရီတိုင်းမှာဒီလမ်းကပုံမှန်ဘယ်လောက်ပိတ်တတ်တယ်တောက်ကြတဲ့ညနေ9:00နာရီဆိုရင်ဘယ်လောက်ကျက်တတ်တယ်မိုးရွာတဲ့နေ့ဆိုဘယ်လောက်နှေးတတ်တယ်စတဲ့ data တွေကို Google ကနှစ်ပေါင်းများစွာစုဆောင်းထားတာပါဒါကြောင့်မိတ်ဆွေအပြင်မသွားခင်လမ်းကြောင်းရှာရတဲ့အခါအခုလက်ရှိအခြေအနေတွေမကဘဲနဲ့မကြခင်မှာဘာဖြစ်နိုင်တာလဲဆိုတာကိုပါခံမှန်းပြီးတော့ arrival time ကိုတွက်ပေးလိုက်တာဖြစ်ပါတယ်ဒါဆိုရင်နောက်ထပ်မေးခွန်းတစ်ခုရှိလာပါတယ်ရန်ကုန်လိုမြို့ကြီးတစ်မြို့မှာလမ်းပေါင်းထောင်ထဲချီပြီးတော့ရှိနေတဲ့အချိန်မှာကိုသွားကျင်တဲ့နေရာအတွက်အမြန်ဆုံးလမ်းကြောင်းကိုစက္ကန့်ပိုင်းတွင်ဘယ်လိုမျိုးရှာပေးနိုင်တာလဲဒီနေရာမှာတော့ computer science ရဲ့စိတ်ဝင်စားစရာအယူဆတစ်ခုပါဝင်လာပါတယ်သဘောကတော့ရန်ကုန်မြို့ကြီးကိုပင်းကူဝင်ကြီးတစ်ခုလိုမျိုးမြင်အောင်ကြည့်လိုက်ပါလမ်းစုံတိုင်းကအမှတ်လေးတွေဖြစ်ပါတယ်အဲ့ဒီအမှတ်တွေကိုဆက်ထားတဲ့လမ်းတွေကကျိုးလေးတွေပေါ့ Google Maps ကမြို့တစ်မြို့လုံးကိုဒီလိုမျိုးကွန်ရက်ကြီးတစ်ခုတွေနဲ့မြင်ထားပါတယ်ပြီးတော့ဒီအမှတ်ကနေဒီအမှတ်ကိုသွားကြည့်ရင်ဘယ်ကျိုးကိုဖြတ်သွားရင်အများဆုံးရောက်မလဲဆိုတာကိုအလွန်မြန်ဆန်တဲ့သင်္ချာနီးလမ်းတွေသုံးပြပြီးတော့တွက်ချက်တာပါဒါပေမဲ့မြို့တစ်မြို့လုံးရဲ့လမ်းတွေအားလုံးကိုအစားကနေတွက်မယ်ဆိုရင်စက္ကန့်ပိုင်းနဲ့မပြီးနိုင်ပါဘူးဒီနေရာမှာတော့ Google က trick လေးနည်းနည်းသုံးထားပါတယ်ဒါကတော့လူတွေအများအားအသုံးပြုနေတဲ့အဓိကလမ်းကြောင်းတွေလမ်းမကြီးတွေအဝေးပြေးလမ်းတွေကိုကြိုတင်တွက်ချက်ပြီးတော့တင်စီထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့မိတ်ဆွေလမ်းကြောင်းရှာရတဲ့အခါတုံညာကနေအစအဆုံးပြတ်ရစရာမလိုတော့ဘဲနဲ့လိုအပ်တဲ့အပိုင်းလေးတွေကိုပဲတွက်ချက်ပြီးတော့ arrival time ကိုအဖြေပေးလိုက်တာဖြစ်ပါတယ်အဲ့ဒါကြောင့် direction ကိုနှိပ်လိုက်တဲ့အခါမျက်စိတစ်မိတ်အတွင်းမှာပဲလမ်းကြောင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်အနှစ်ချုပ်ရရင်တော့ Google Maps သုံးတိုင်းဂျိုရူကနေပြီးတော့မိတ်ဆွေကိုစောင့်ကြည့်နေတာမဟုတ်ပါဘူးလမ်းပေါ်မှာသွားလာနေတဲ့လူတန်းပေါင်းများစွာစီကရရှိတဲ့ data တွေနှစ်ပေါင်းများစွာစုဆောင်းထားတဲ့ traffic history တွေ AI ရဲ့ခံမှန်းနိုင်စွမ်းတွေအစိမ့်မြင့်သင်္ချာပညာရပ်တွေဒါတွေကိုပေါင်းစပ်ပြီးတော့အလုပ်လုပ်နေတာဖြစ်ပါတယ်တနည်းပြောရရင်တော့ Google Maps ကလမ်းတွေကိုသိနေရမှာမဟုတ်ပါဘူးလူတန်းပေါင်းများစွာရဲ့သွားလာနေမှုပုံစံတွေကိုနားလည်နေတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲဒီနေ့ဗီဒီယိုကနေပြီးတော့ဘိုးသူရတစ်ခုရမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြောစီချင်တဲ့အကြောင်းအရာရှိရင်လည်း comment ပေးသွားပေးပါဦးနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်ကျွန်တော်ကတော့ Adrian ပါ